လာပါခင်ဗျာကျွန်တော်တို့ရဲ့နိုင်ငံသူနိုင်ငံသားအပေါင်းခက်ခဲကြက်တင်များမှာကင်းဝေးကြပါစေလို့ဆုမွန်တောင်းပေးလိုက်ပါတယ်ဗျာကဲအားလုံးကိုတော့ကျွန်တော်ဒီနေ့မှာကျွန်တော်ရရှိထားတဲ့ကဏ္ဍလေးတွေနဲ့အတူအားလုံးရစေခြင်းလို့ကူညီပေးတော့ပါဗျာမျိုးတို့ရေဒီနေ့တင်းလာနေမှာဆိုလို့ရှိရင်တော့ဝမ်းချင်းကတော့၃စုံရှိတယ်နော်ဒီ၃စုံကတော့ကျွန်တော်တို့တွေတရက်တာမှာအနည်းဆုံးတစ်ချိန်ကတော့မိတယ်ဝမ်းချင်း၃စုံပါပဲနော်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုတေချာကြည့်ရှုပေးကြပါနော်အကောင်းဆုံးပတ်တီးနေရတော့၅ပတ်တီးပဲဖြစ်ပါတယ်ဗျာဟုတ်ကျွန်တော်ကတော့9 1 5 6ကိုကြိုက်ပါတယ်ဗျာအရန်ကို9 9 5 4ထည့်ပြီးတော့ရန်ပြီးလို့ရပါတယ်ဗျာအားလုံးကန်ဆက်ကြပါစေဗျာအားလုံးကျေးဇူးတင်ပါတယ်